ကဲအားလုံးပဲ online မှာရှိကြတဲ့ထိုင်းကျဲ3တွေကွာသားချင်းချမိတ်ဆွေညီကိုမောင်များအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဘက်ကနေချီဦးတော့ပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်နော်ကျွန်တော်ကတော့ကိုမင်းခါမှာချင်းညီကိုတော့ကျွန်တော်ပထမအရင်ကောက်မှာဆိုရင်ကျွန်တော်နာမည်ပြောင်းအနေနဲ့ကျွန်တော်အမိုးဟင်းဆိုတဲ့အကောက်ကနေတင်ပြီးတော့ကျွန်တော်3ကဏ္ဍလေး line နဲ့ပြသပေးတဲ့အခါမျိုးလေးမှာဒီကဏ္ဍလေးကအောင်မြင်ထားတဲ့ကဏ္ဍလေးတွေဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ page ကလုံးဝဘန်းကန်ထိသွားတယ်ဗျာနော်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ Time Story 3D VMB ကတ်ကိုကျွန်တော်တို့ဘက်ကနေပြီးတော့အသားတစ်စိလုံးနဲ့ 3D logo ကဏ္ဍလေးနဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ချင်းကြီးကိုတွေအားလုံးကိုအသေးသေးကျွန်တော်တို့ဘက်ကရှင်းပြပေးမယ်ချင်းကြီးကိုတော့19နှစ်တလပိုင်း2026 3နာရီ30မှာကျွန်တော်အောင်မြင်မှုရရှိရတဲ့ကဏ္ဍလေးက6ခုနှစ်ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်တို့ဘက်က QR System Quality ဘက်မှာဆိုရင်လည်းပဲတရားခံတော့ပါစနဲ့အမခံထားတယ်တရား2လပိုင်း2026 3နာရီ30မှာဆိုရင်လည်းပဲကျွန်တော်တို့ဘက်ကနေပြီးတော့6နှစ်9ဆိုတဲ့ကဏ္ဍလေးနဲ့နော်တရားခံတော့ပါစနဲ့အမခံပြီးတော့အောင်မြင်မှုရရှိခဲ့တယ်ကျွန်တော်ဒီကတ်ကလေးကဆိုရင်ပြချင်းကြီးကိုတွေအားလုံးပဲကျွန်တော်3ဘတ်စာကဏ္ဍကတ်ကလေးဖြစ်ပါတယ်3ချိန်3ကအောင်မြင်မဲ့ကဏ္ဍကတ်ကလေးကိုကျွန်တော်တို့ဝယ်ယူထားတယ်နော်ရာဘူးသူတိုင်းတည်တယ်ပေါဘူးသူတိုင်းတည်တယ်ကျွန်တော်ကြံခဲ့တဲ့ဒီ2ချိန်ကတော့ကျွန်တော်ဘက်ကနေပေါက်ဖို့မဟုတ်ဘူးမသေးချာမှာဆိုလို့ line မှာတက်ပြီးတော့ line လင်မပြတာပေးတာနော်မသေးချာပဲပေးလိုက်တဲ့ကဏ္ဍကလုံးဝအောင်မြင်မှုရရှိမှာမဟုတ်တဲ့တော့ဒါကြောင့်မို့လို့ကျွန်တော်ဘက်ကနေပြီးတော့ line မှာတက်ပြီးတော့ line လင်မပြတာပေးဘူးအခုမှကျွန်တော်ဒီထွက်တဲ့ကဏ္ဍလေးကိုကျွန်တော်ဘက်ကခဲချစ်ပြီးတော့ကြည့်ရတဲ့အခါမျိုးမှာဒီကဏ္ဍလေးကလုံးဝအောင်မြင်မှုရရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်ဘက်ကနေဒီတစ်ပတ်နောက်ဆုံးအပတ်အနေနဲ့3ချိန်3ကတိတိကိုကျွန်တော်တို့ခွန်ထိပ်စီးနဲ့16ရက်2လပိုင်း2026 3နာရီ30မှာကျွန်တော်အပိုင်ပြီးမှဖြစ်ပါတယ်ချင်းကြီးကိုတော့နော်ချင်းကြီးကိုမောင်နှမတွေလက်ကြီးသမားများအရှုံးများနေပါတယ်ဆိုတော့3ကြောင့်ဘောပြတ်နေပါတယ်နော်အိမ်မောင်ရမောင်ဖြစ်နေပါတယ်ဆိုတော့ချင်းမိတ်ဆွေများအားလုံးကိုကျွန်တော်တဦးတယောက်မကြံကိုကျွန်တော်3ကဏ္ဍလေးကိုပြန်လဲမျှဝေပေးခြင်းနဲ့လိုချင်တဲ့ချင်းမိတ်ဆွေတွေအားလုံးကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအများမြင်အောင် like and share လေးတွေနှိပ်ပြီးတော့အများမြင်အောင်လေးဝိုင်းပြီးတော့ share ပေးကြပါအောင်ဗျချင်းကြီးကိုတော့နော်လိုချင်တဲ့ဆိုတော့ချင်းကြီးကိုတွေနော်ညီကိုမောင်နှမတွေအားလုံးပဲတဦးတယောက်ချင်းစီတိုင်းကိုဒီဗီဒီယိုဖိုင်လေးကိုဆုံးကားနိုင်အောင်ကြည့်ပေးပါဒီဗီဒီယိုဖိုင်လေးကအခုဆိုရင်ချင်းညီကိုတွေအားလုံးပဲကြည့်နေတဲ့10မိနစ်မကြာဘူး2မိနစ်3မိနစ်ထန်ကုန်3မိနစ်လောက်ပဲကြာမှာဖြစ်တဲ့ဒီဗီဒီယိုဖိုင်လေးကိုဆုံးအောင်ကြည့်မှသာလျှင်ဒါကဏ္ဍလေးကိုရမယ်ပေါက်ကဏ္ဍလေးကိုရရှိမယ်အောင်မြင်မှုရရှိမှာနော်ချင်းညီကိုတွေအားလုံးကဘေး100 200ကုန်မှာ2မျိုးနဲ့ဒီဗီဒီယိုဖိုင်ကိုဆုံးအောင်ကြည့်မှဒီကဏ္ဍလေးကရမှာဖြစ်ပါတယ်ချင်းညီကိုတို့နော်ချင်းညီကိုတွေအားလုံးပဲဒီကဏ္ဍလေးကဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါကိုယ်စားလှယ်3ဦးအနေနဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါစုပေါင်းပြီးတော့ဝယ်ထားတာဒီကဏ္ဍကတ်ကလေးကိုကျွန်တော်တို့ကိုယ်စားလှယ်3ဦးရှိပါတယ်ဒီကိုယ်စားလှယ်3ဦးအနေနဲ့ကျွန်တော်တို့ဘက်ကနေဝယ်ထားတာဒီကဏ္ဍကတ်ကလေးကိုဝယ်ယူထားတာဆိုရင်ထိုင်းဘတ်ငွေ4သိန်းကြီးကြားတင်ပါတယ်ဗျထိုင်းဘတ်ငွေ4သိန်းကြီးကိုကျွန်တော်တို့ဘက်ကနေပြီးတော့ဒါတရားဝင်ဝယ်ထားတာဖြစ်ပါတယ်ထိုင်းဘတ်ငွေ4သိန်းကြီးနဲ့ကျွန်တော်တို့ဝယ်ထားတဲ့ကဏ္ဍကတ်ကလေးကိုအခု2ပတ်စာဖြစ်ပြီး2ပတ်စာမှာအောင်မြင်မှုရရှိထားတယ်ဒီ2ပတ်စာမှာအောင်မြင်မှုရရှိထားတဲ့အတွက်ကျွန်တော်ဘက်ကဒီနောက်ဆုံးအပတ်ကိုကျွန်တော်တို့ကဏ္ဍလေးကိုအပိုင်ပေးမယ်ကဏ္ဍလေးကိုအပိုင်ပေးမယ်မပေါဘူးတဲ့သူပေါဘူးအောင်ပေးမယ်မရဘူးတဲ့သူရဘူးအောင်ပေးမယ်နော်အစင်မပြေမှုအကျက်ခက်ခဲဖြစ်နေပါတယ်အခုချိန်မှာနော်အလူတန်းလေးပဲလှုပ်ချင်တဲ့သူတွေချင်းမိတ်ဆွေများရှိတယ်ဆိုရင်တဦးတယောက်ညာဒီဗီဒီယိုဖိုင်လေးကိုဆုံးအောင်ကြည့်တာပါရဘူးတဲ့သူတွေသိပါတယ်ဗျနော်ချင်းကြီးကိုရဘူးတဲ့သူတွေသိတယ်ကျွန်တော်ရဘူးတဲ့သူတွေကတော့ဒီမှာကြံခဲ့တဲ့ဘက်မှာကျွန်တော်ဒီဘက်မှာမရလိုက်ဘူးဒီညီလေးတယောက်ဆိုရင်နော်6နှစ်ကိုမှရလိုက်တယ်6နှစ်ကိုမှဒီမှာဦးဆိုင်မိန်ဆိုတဲ့အကောက်ကနေပြီးတော့ကျွန်တော်တို့ဘက်ကနေမှာ6နှစ်ကိုကျွန်တော်ချူအောင်ဖွင့်ပြထားတယ်ဒီဘက်မှာခွန်ထိပ်ကြီးလည်းကျွန်တော်ပြထားတယ်နော်ကဲအောင် okay ပြပါ okay ဆရာတဲ့ okay ကြီးဆရာကြီးကျွန်တော်3000ပေါက်ပါတယ်တဲ့အရန်ပြောတယ်အမြဲလက်တွဲမယ်နော်ဆိုပြီးတော့ကျွန်တော်ရှိမှာဒါဆရာကိုလည်းထပ်ကြတော့မယ်ဆိုပြီးတော့ဒါပြောပြီးတော့ဒါအောင်မြင်မှုရရှိတာတဲ့ညီလေးတယောက်ကျွန်တော်ထပ်ပြီးတော့ပြပေးမယ်ချင်းကြီးကိုရေနော်ဒီမှာဆိုရင်ဒီမှာကျွန်တော်ဒါလုံးဝတီးတန့်ပေါက်လို့ဆိုပြီးတော့ထိုင်းဘတ်ငွေဒါ9000တိတိကိုလွှဲပေးထားတာဒါမှကိုနိုင်ထုံးဆိုတဲ့အကောက်ကနေပြီးတော့ကျွန်တော် Messenger နဲ့ကျွန်တော်ပေးထားတာအခုကျွန်တော် YouTube ကနေပြန်ပြီးတင်ထားတယ် YouTube မှာတွေ့တဲ့ညီကိုတွေအားလုံးကလိုချင်ပါတယ်ဆိုရင်ကျွန်တော်ဒီနောက်ဆုံးမှာဖုန်းနံပါတ်လေးတင်ပေးထားဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်လို့ရသလိုကျွန်တော်ကိုတိုက်ရိုက်ကနေပြီးတော့ Viber နဲ့ကျွန်တော် iPhone နံပါတ် Viber နဲ့ပြီးတော့လာရောက်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ချင်းညီကိုတို့နော်ထိုင်းဘတ်ငွေ9သိန်းတိတိထိုင်းဘတ်ငွေ9000တိတိနဲ့ကျွန်တော်ကိုလာရောက်ပြီးတော့ဒါကဏ္ဍအောင်မြင်မှုရရှိလို့ဒါကျွန်တော်ကိုကြော့ထားတာဒါဆရာကိုတီးတန့်ဒါဘက်ကတဲ့ဒီတီးတန့်ကြော့တာပါဆရာဒီတစ်ပတ်လည်းကျွန်တော်ကိုထပ်ပြီးတော့ပေးပါအောင်နဲ့ကတ်ချန်ထားပေးပါအောင်ဆိုပြီးတော့ကျွန်တော်ပြောထားတာကျွန်တော်ကတ်ကတော့ချန်ထားပေးရကျွန်တော်လူကြီးကန်းတနက်ပေးတာဖြစ်တဲ့အတွက်ဥဒုရမယ်ဗျဥဒုရမယ်နော်လူကြီးကန်းတနက်ပဲပေးတာပါဒါကြောင့်မို့ချင်းကြီးကိုဒါကြံခဲ့တဲ့အဘက်မှာအောင်မြင်ထားတဲ့ညီလေးတွေကျွန်တော်အများကြီးတော့ပြဗီဒီယိုဖိုင်ရှင်းမှာဆိုလို့ဗျနော်ဒီမှာခိုလိုရံဆိုတဲ့အကောက်ပိုင်ရှင်လေးကနေပြီးတော့ဒါဆရာပေးတဲ့ကဏ္ဍတကယ်ထွက်တဲ့ဆရာတဲ့6နှစ်ကို3000ဘိုးပေါက်တဲ့ဆရာတဲ့အရန်ဝမ်းသာပါတယ်လို့ဆရာလည်းရန်ဝမ်းသာပါတယ်ဟုတ်ကဲ့မနေ့ကထပ်ပြီးတော့ငွေလွှဲလိုက်ပါမယ်တဲ့ဒါဆရာကိုမဖို့ပေးတဲ့ညီလေးတွေဆရာဘက်ကနေလူကတော့များတယ်နော်ဆရာ2ဦး2ဦးလောက်ပဲဆရာ4 5ဦးလောက်ပဲပြမှာဖြစ်ပါတယ်ရွှေအောင်ဆိုတော့ကောက်ပိုင်ရှင်လေးရတယ်ဒီမှာ6နှစ်ကိုမှအောင်မြင်ထားလို့ဒါဆရာကြီးတဲ့ပေါက်ပြီးတော့ဘတ်9000ဘိုးပေါက်တယ်တဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဒါဆရာကိုဒါပြောပေးထားတဲ့အကောက်ပိုင်ရှင်လေးပါနော်ဆရာကဏ္ဍလေးကိုပေးတာဒီကဏ္ဍလေးကိုအောင်မြင်မှုရရှိမဲ့ကဏ္ဍလေးကိုပြန်လဲမျှဝေပေးတဲ့နေရာလေးမှာတဦးတယောက်မကြံကိုဆရာပြန်လဲမျှဝေပေးမယ်လိုချင်ပါတယ်နော်ပေါက်ချင်ပါတယ်အောင်မြင်ချင်ပါတယ်ဒီခွန်ထိပ်ကြီးခွန်မိုင်လေးနဲ့ဒီဘက်16ရက်2လပိုင်းမှာတထေးလောင်းရွေးချင်ပါတယ်ဆိုတော့ချင်းကြီးကိုတွေအားလုံးပဲတော့900 1000
အနည်းဆုံးထိုးတဲ့ညီကိုတွေမလာပါနဲ့ဗျ900 1000ထိုးတဲ့ညီကိုတွေမလာပါနဲ့အများဆုံး1000 2000ထိုးတဲ့ညီကိုတွေလက်ကြီးသမားများအားလုံးပဲလာယူလို့ရပါတယ်ညီကိုတွေအားလုံးပဲဆက်သွယ်နော်မာယူဒီကနန်းကတ်ကလေးကိုလိုချင်တယ်ဆိုတော့ချစ်မိတ်ဆွေအားလုံးဘက်ကနေပြီးတော့ဒါဆရာရဲ့ဖုန်းနံပါတ်လေးကိုပြရှိပေးမယ်ဒါဆရာရဲ့ဖုန်းနံပါတ်ကလေး3996646641ဆရာကဒီကနန်းကိုဒါတစ်နှစ်စာချုပ်နဲ့ဆရာဘက်ကနေပြီးတော့ဒိုင်းဘတ်ငွေ4သိန်းတိတိဝယ်ထားတဲ့ကနန်းကိုဆရာဘက်ကနေအလဲကားတော့မပေးဘူးဗျနော်ပေါက်ပေးရင်အလဲကားပေးရင်အလဲကားဆရာဖြစ်တယ်ဒါကြောင့်မလို့တစ်နှစ်စာအမခံဖွဲ့ဝင်ကြီးလေးနဲ့ပေးမယ်ဆရာဘက်ကနေလူလင်းဆရာမလို့ရဆရာမလို့ဆရာရဲ့အကြောင်းကိုသိရင်အားလုံးစုံစမ်းကြည့်လိုက်တည်တယ်နော်ချင်းကြီးကိုဒါဆရာဘက်ကနေဖွဲ့ဝင်ကြီးဒါ1000ကျပ်နဲ့ပဲပေးမှာအများကြီးမတောင်းဘူးဒါမြန်မာငွေ1000ကျပ်ဒါဆိုရင်ဒီ1000ချက်ကဆိုရင်ပြင်ညီကိုတွေအားလုံးအတွက်ကတော့အခုခေတ်ခုခါမှာနော်ကွန်ဆာစလိတ်တော့ဒါကွန်ဆာစလိတ်တော့ပြီးရီတော့ကြားပြတော့မရှိဘူးဒါကြောင့်မို့လိုချင်တဲ့ဆိုတော့ချစ်မိစေအားလုံးဘက်ကနေပြီးတော့ဆရာပေါက်ပေးတော့လုံးဝမပေးဘူးတနစ်စာအမခံဖွဲ့ဝင်ကြီး1000ကျင်းနဲ့ပဲပြန်လဲမျှော်ပေးမယ်ပေါက်ပေးတော့လုံးဝမပေးဘူးနော်ဒါဆရာရဲ့ဝေးကောက်လေးပါဝေးကောက်ဖုန်းနံပါတ်ကလေးပါ Viber ကနေဆက်သွယ်မယ်ဆိုဒီဖုန်းနံပါတ်ကို Viber ကနေဆက်သွယ်လို့ရပါတယ်နော်ဝေးပေးကောက်တဲ့ခါနဲ့ငွေလွှဲပေးရတယ်ဆရာလူကြီးအယောက်50တိတိကိုကတ်ခဏလေးကိုပြန်လဲမျှော်ပေးမှာပါဖုန်းလေးရိုက်ခေါ်ဆိုလို့ရပါတယ်ဗျ604664239ဖုန်းလေးရိုက်ခေါ်ဆိုလို့ရပါတယ်ချင်းကြီးကိုနော်ဖုန်းလေးရိုက်ခေါ်ဆိုပါဒါကဆရာတို့ဘက်ကနေစာရာပီကိလက်မှတ်လေးပါစာရာပီကိလက်မှတ်လေးကိုဒါထိုင်းမြန်မာဒါ 3D ညာကိုတလဲအနေနဲ့ဆရာတို့ဘက်ကနေပြီးတော့ဒါယုံကြည်စိတ်ချတော့ဝယ်ယူထားတဲ့ထိုင်းဘူရမီခဲချစ်ကတ်ကလေးပဲဖြစ်ပါတယ်နော်ဒါကြောင့်မို့ဆရာတို့ဘက်ကနေပြီးတော့ထိုင်းမြန်မာဆက်သွယ်ရေးဘူရမီခဲချစ်ကတ်ကလေးကိုပြန်လဲမျှဝေပြီးတဲ့ညတရားကနှုန်းပါဆက်နေတော့အာမခံပြီးတော့ခဏလေးကိုရောင်းကြပေးပါတယ်နော်ဆရာရဲ့ဘုံနံပါတ်ကလေး604664231ကိုတနစ်စာအမခံဖုန်းဝင်ကြီးငွေဒါ1000ကျပ်နဲ့ပြန်လဲမျှဝေပြီးမှဖြစ်တဲ့အတွက်ဒီကနန်းကတ်ကလေးကိုလိုချင်ပါတယ်ပေါက်ချင်ပါတယ်အောင်ချင်ပါတယ်ဆိုတော့ချင်းကြီးကိုဒီအားလုံးဘက်ကနေပြီးတော့တဦးတယောက်မကြံဒါဒီတစ်ပတ်ခွန်ထိပ်သီးနဲ့လာရောက်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ချင်းကြီးကိုဒီအားလုံးပဲနော်တာယာပဲရှင်သောနေ့ရက်လေးကိုပန်ဆန်ကြပါသေးဗျာဒီတစ်ပတ်ထိုင်းကြီး 3D ကိုဒါပထမဆုံးဘတ်6တန်းသူကိုပေါက်ကြပါစေလို့ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာချင်းကြီးကိုဒီနော်